嘛，这嘛哦，个把伊这苦得得起要多的路看啥的，结果呀的，苗子米呀，这嘛我这边我家的，为那结果你家啦，你那看，这样呢，那这样呢，东京呀呢，里京呀。哎，那拉就嘛牙症了，就嘛多个吧嘞。这真多人等那些，这嘛也没水，帮的很多台湾八大帮上台湾呀，路单家吧嘞。哎，这个ဒီကိစ္စတွေဒီလောက်ဖြစ်နေတယ်အယောက်100ကျော်သေးတယ်800ကျော်ဟာ3ကယ်ဆယ်ရေးစခန်းတွေမှာရောက်နေတယ်နောက်ပြီးတော့မှတချို့တဝက်ကဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတယ်ဆိုတာသိတယ်ဘယ်လောက်အရွယ်အတွက်လည်းမသိခဲ့ရအောင်တစ်နှစ်ကျော်ကြာမှ444ယောက်ရောက်နေတယ်ဆိုတာသိရတယ်ဘာဖြစ်လို့သတင်းကချက်ချင်းမတက်လာတာလဲနံပါတ်1ဘယ်သူကကျမတို့ကိုစားပြောပေးမှာလဲကျမတို့ကနံပါတ်1လူအင်အားနည်းနေတာပေါ့နော်လူနည်းစုလို့ပြောလို့ရတယ်လူအင်အားနည်းတာမဟုတ်လူနည်းစုဆိုတော့လူနည်းစုလို့ပြန်ပြောရင်2019ကျမတို့ရဲ့ဒီဒါတကောင်စင်းကပြောတာပါတကယ်တော့ officially ကမဟုတ်သေးပါဘူး3.5ရာခိုင်နှုန်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိနေတာဒါဆိုတောင်းကနန်းမဲမဟုတ်ဘူးလားတောင်းကနန်းမှာ1000ကျော်ကအိုးမဲအိမ်မဲဖြစ်တယ်100ကသေးတယ်444ယောက်ကတခြားနိုင်ငံကိုတစ်ဖက်နိုင်ငံကိုရောက်ရင်ဒါကိုကြတော့ဂျီနိုဆိုက်လို့ပြောလို့မရဘူးလားဆိုလိုတာဖြစ်စေချင်တာကိုပြောတာမဟုတ်ဘူးလေအဲ့ဒီခါကျတော့ဘာဖြစ်လို့ကျမတို့ဟိန္ဒူတွေရဲ့ဘက်ကနေပြီးတော့အတန်မထွက်ပြီးဟိန္ဒူတွေမဲလားရှင်မဟုတ်သေးဘူးပေါ့နော်ဟိုရခိုင်မှာမျိုးတို့တက်တို့ခမီတို့ကမန်တို့အဲ့လိုလူမျိုးတွေလူနည်းစုတွေအများကြီးသူတို့လည်းထိခိုက်ပါတယ်အဲ့တော့ပါတီအနေနဲ့ကြည့်မယ်ဆိုရင် first party နဲ့ second party ပေါ့နော်နှစ်ဖက်ကတိုက်ခိုက်ကြတယ်တိုက်ပြီဆိုရင်အသေးကြီးတိုက်ကြမှာပဲသူသေးကိုကြီးတိုက်တယ်ဥပမာရက်ကွက်တစ်ခုမှာလူဆိုးတစ်ယောက်လာလို့တိုက်ပြီဆိုရင်ဘယ်အိမ်မှာခိုးအောင်နေလဲအဲ့ဒီအိမ်ကိုအသေးကြီးတိုက်တော့မယ်ချိန်မှာအိမ်သားတွေကိုသူမကြည့်အားတော့ဒီအိမ်ကလူတင်တော့မကြည့်အားတော့အဲ့ဒီအတိုင်းပဲကျမတို့ရဲ့ဒီလူနည်းစုတွေမကြည့်အားတော့ဒီလူကိုရည်ရွယ်ချက်ရှိမရှိဒါပေမဲ့အသေးပြောင်များသွားပြီဒါဆိုရင်ဂျီနိုဆိုက်စင်းရဲနဲ့ဝင်လားမဝင်လား